ပြည်တွင်းပြည်ပမှာရှိနေကြတဲ့ညီကိုမောင်နှမအားလုံးဥစ္စာပထမမင်္ဂလာပါလို့ကျွန်တော်အနေနဲ့နှုတ်ခွန်းဆက်တာကြပါတယ်ဒီမိုကရေစီပါဆိုပြီးတော့ဗဇက်ကနေအချင်းချင်းပြောပြီးတော့အမျိုးသမီးခွင့်ရေးကလေးခွင့်ရေးလူအခွင့်ရေးပေါင်းစုံကိုချိုးဖောက်ကျူးလွန်နေတဲ့အဖွဲ့အစည်းတစ်ခုကြောင့်ကျွန်တော်ဒီဗီဒီယိုဖိုင်နဲ့တက်လာခြင်းဖြစ်တယ်ဒီလိုဟာတွေကိုဘာကြောင့်ချိုးဖောက်နေသလဲဆိုတော့လက်ရှိကျွန်တော်ရဲ့အနီးဆက်ဆုံးဖြစ်တဲ့နေရာတစ်ခုကနေပဲကျွန်တော်တက်တည်တက်ကားနဲ့ကျွန်တော်ပြောသွားမယ်အားလုံးကြားသိပြီးသားဖြစ်ကြလိမ့်မယ်ဖြစ်တဲ့အတွက်နှစ်လပိုင်း16ရက်18ရက်နေ့ကဒီ BNI ဗမာမျိုးသားရေးတော်လှန်ရေးတပ်မတော်အဖွဲ့အစည်းနဲ့ဒီခေါင်းဆောင်ပုံနကားကို NUG MOD အဖွဲ့အစည်းကနေပြီးတော့လက်နက်ကိုင်အချို့ပေါ့နော်ပေါင်းစည်းပြီးတော့လူဝင်ရလက်နက်ရလောက်ရနဲ့ပြစ်ခတ်ဖမ်းဆီးတယ်အဲ့လိုဖမ်းဆီးတဲ့အခါမှာပုံနကားနဲ့ခေါင်းဆောင်တချို့ကထွက်ပြေးလွတ်မြောက်သွားတယ်လွတ်မြောက်သွားပြီးမကြခင်မှာပဲနှစ်လပိုင်း22ရက်နေ့မှာပဲဘုံနဂါရဲ့ညီအမတော်ဆက်တွေမောက်ဝါခိုင်ကို NUG MOD ကနေပြီးတော့ခန့်အပ်ထားတဲ့ကိုတင်ငင်းရနေပြီးတော့ပလဲမြို့နယ်ကိုတင်ငင်းဆိုတာပလဲမြို့နယ်မှာကာလုံတာဝန်နဲ့ထမ်းဆောင်နေတဲ့ကိုတင်ငင်းရနေပြီးတော့ NUG MOD ရဲ့လောက်မှာကာလုံတာဝန်နဲ့ထမ်းဆောင်နေတဲ့ကိုတင်ငင်းရနေပြီးတော့မောက်ဝါခိုင်ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်အဲ့လိုဖမ်းဆီးခေါ်ဆောင်တဲ့အချိန်ခါမှာဒီမိုကရေစီပါဆိုပြီးဗဇက်ကနေအချင်းချင်းအောင်းနေတဲ့အဖွဲ့အစည်းကြီးရဲ့အမျိုးသမီးအခွင့်အရေးလူအခွင့်အရေးကိုချိုးဖောက်ပြီးဖမ်းဆီးတယ်ဘလို့ဖမ်းဆီးတယ်လဲဆိုရင်မောက်ဝါခိုင်ကိုဖမ်းဆီးတဲ့အခါမှာအမျိုးသမီးရဲမေတယောက်မှပါမလာဘူးအမျိုးသားရဲဘော်17ယောက်လက်နက်ပြေဆုံးနဲ့လာဖမ်းတယ်ဖမ်းဆီးတဲ့အခါမှာနိုင်ရင်ငယ်တော့မှမောက်ဝါခိုင်နဲ့ကျွန်တော်တို့မိသားစုဝင်တွေဆက်တွေ့တဲ့အခါမှာဆက်တွေ့လို့မရတော့ဘူးမောက်ဝါခိုင်ဖုန်းကိုဆက်ပိတ်ပစ်တယ်ယနေ့အချိန်ထိမောက်ဝါခိုင်ကဆက်တွေ့လို့မရခဲ့ပါဘူးเนาะယနေ့3လပိုင်း18ရက်နေ့အချိန်ထိအဲ့လိုဖမ်းဆီးခေါ်ဆောင်သွားတဲ့အချိန်ခါမှာကျွန်တော်ကဌာနဆိုင်ရာအသီးသီးပေါ့နော် NUG MOD ရဲ့ဌာနဆိုင်ရာအသီးသီးဂျပန်မှာရှိတဲ့ဌာနဆိုင်ရာကိုရီးယားမှာရှိတဲ့ဌာနဆိုင်ရာ US မှာရှိတဲ့ဌာနဆိုင်ရာဒါတော်စင်မောင်တို့အစသူတို့ရဲ့အကောင့်တွေကိုကျွန်တော်ပေးပို့တယ်မောက်ဝါခိုင်ဖမ်းဆီးတဲ့အခါမှာမောက်ဝါခိုင်ကဒီကျွန်တော်တို့မိသားစုဝင်အသေးစိတ်ကိုလည်းကျွန်တော်ရှင်းပြတယ်မောက်ဝါခိုင်ဆိုတာအဖွဲ့အစည်းနဲ့လည်းဘာမှပတ်သက်တဲ့လူမဟုတ်ဘူးဒါမပတ်သက်တဲ့အကြောင်းကိုကျွန်တော်ထပ်ပြီးရှင်းပြမယ်ပေါ့နော်ဘုံတော်ကဒီအာနာဒိန်းစင်ကာလမှာဆန္ဒပြတယ်ဆန္ဒပြပြီးတဲ့နောက်ပိုင်းသူကလက်နက်ကင်ဒေါ်လာနဲ့လမ်းစဉ်ဘက်ကိုရောက်သွားတယ်လက်နက်ကင်ဒေါ်လာနဲ့လမ်းစဉ်ကိုရောက်သွားတဲ့အခါမှာစစ်ကောင်စီကနေပြီးတော့ဒီလိုဒေါ်လာနဲ့လူတွေကိုဖမ်းဆီးတယ်ဖမ်းဆီးတဲ့အခါမှာဒေါ်လာနဲ့လူတွေကိုမရတဲ့အခါမှာမိသားစုဝင်တွေကိုဖမ်းဆီးတယ်အဲ့လိုအချိန်ကမှာဘုံတော်ကားနဲ့သူမိသားစုကထွက်ပြေးတိမ်းရှောင်တယ်မိသားစုအဲ့လိုထွက်ပြေးတိမ်းရှောင်လာတဲ့အချိန်ကမှာဘုံတော်ကားကပထမဦးဆုံးအနေနဲ့ပလဲပိပတ်တဖန်ဖို့ MRDA ဆိုတဲ့အဖွဲ့အစည်းနှစ်ခုလက်ရှိBNI ပေါ့နော်အဖွဲ့အစည်း3ခုထိပြောင်းလဲတည်ထောင်ခဲ့တဲ့လူတယောက်အဲ့ဒီမှာကျွန်တော်ပြောချင်တာကအဲ့လိုအဖွဲ့အစည်းတွေတည်ထောင်စဉ်ကာလတော်မှာလာဖမ်းတဲ့ကိုတင်ကြီးကဘုံနဂါးနဲ့ပလဲပိပတ်တဖန်ဖို့ MRDA မှာစစ်ဘက်ရေးရာဌာနတစ်ခုကနေပြီးတော့တာဝန်တစ်ခုကိုယူပြီးတော့ဘုံနဂါးလက်အောက်မှာလုပ်ခဲ့တယ်BNI အဖွဲ့အစည်းတည်ထောင်တဲ့အခါမှာဘုံနဂါလက်အောက်ကနေထွက်ပြီးတော့ NUG MOD လက်အောက်ကိုဝင်သွားပြီးတော့ပလဲမြို့နယ်ပြည်သူကပလဲမြို့နယ်ကာလုံသားဝန်နဲ့လက်ရှိထမ်းဆောင်နေရလို့ကြားသိရတယ်ပေါ့အဲ့လိုထမ်းဆောင်ဘုံနဂါနဲ့အဖွဲ့အစည်းနှစ်ခုထိလုံးဆောင်ခဲ့မှုတဲ့ကိုတင်ငင်းအတိဖြစ်လိမ့်မယ်မောက်ဝါခိုင်တို့ဟာဒါအဖွဲ့အစည်းလက်ရှိ3ခုထိပေါ့နော်လွန်ခဲ့တဲ့2ခုကနေ3ခုထိအဖွဲ့အစည်းရဲ့ကဏ္ဍတစ်ခုတစိမ့်ဒေတာတစ်ခုနဲ့ဘာဝင်ဆောင်ရခြင်းလည်းမရှိဘူးလက်နက်ကရဲမေလည်းမဟုတ်ဘူးဆိုတာသူတို့ကိုယ်တိုင်အတိလည်းဖြစ်တယ်သူတို့ဒီထွက်ပြေးတိမ်းရှောင်စဉ်ကာလကနေယနေ့အချိန်ထိအရင်ကလည်းလောက်ကန်ခဲ့မှုတဲ့ဆက်ချုပ်အသက်ပညာဒါညီမတွေမိတ်ကအသက်ပညာတွေနဲ့သူတို့ဒီရှောင်စဉ်ကာလနေရာတွေမှာလောက်ကန်ခဲ့တယ်လက်ရှိလဲစကိုင်းတိုင်းပလဲမြို့နယ်မှာရန်တော်ရွာမှာသူဒီဆက်ချုပ်အသက်ပညာနဲ့ဆိုင်လေးဖွင့်နေတယ်ဒါလည်းအများပြည်သူအလုံးအသိပဲဒီလိုပြည်သူတယောက်ကိုလာရောက်ဖမ်းဆီးသွားတယ်။နော်ဖမ်းဆီးသွားတဲ့အခါမှာကျွန်တော်ဌာနဆိုင်ရာအသီးသီးကိုစာပို့တဲ့အကြောင်းမပြန်ဘူး။ယနေ့ချိန်ထိကျွန်တော်စောင့်နေ။ကျွန်တော်ပထမဆုံးအနေနဲ့ဒါကျွန်တော်ရဲ့အနီးဆက်ဆုံးလူဖြစ်တဲ့မောက်ဝါခိုင်နဲ့လည်းမောင်နှမနှဝန်းခွဲတော်ဆက်တယ်။ဒါကျွန်တော်တို့မောင်နှမနှဝန်းခွဲတော်ဆက်တယ်။ဒီပလဲမြို့နယ်ပြည်သူတရားရေးကကိုစာနီမောင်ကိုကျွန်တော်အရင်ဆက်တွေ့တယ်ပေါ့နော်။အကိုရေးဒီလိုပဲမမအောင်
သူကတော့လောလောဆယ်ဆက်တွေတိုင်းတော့ဆက်တွေမရဘူးအဲ့ဆိုရင်ဘယ်ဖွဲ့စည်းရဖမ်းတာလဲဘယ်ဌာနဖမ်းတာလဲဆိုတော့ခရိုင်စစ်ဘက်ရေးရဖမ်းတာတဲ့အဲ့ဒါဆိုရင်တော့ကိုစောထက်စီကိုကျွန်တော်ထပ်မိတယ်ပေါ့နော်ကိုစောထက်ရေးမဝဝခိုင်ကိုဖမ်းဆီးသွားတယ်ဖမ်းဆီးစဉ်ကာလနဲ့ယနေ့ချိန်ဒီမိသားစုတွေ့ခွင့်မရဘူးအဲ့တော့ကကျွန်တော်တို့ကိုဖုန်းနဲ့ပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်မိသားစုနဲ့ဆက်တွဲခွင့်ပြုပါဆိုတော့အဲ့ဒါကျတော့လူလည်းပြောလို့မရဘူးပေါ့နော်ခရိုင်စစ်ဘက်ရေးရအဲ့ဒါဆိုရင်ခရိုင်စစ်ဘက်ရေးရကိုကျွန်တော်ဆက်တွဲကြပါတယ်ဘယ်သူ့ကိုဆက်တွဲရမလဲဆိုတော့သူတို့ဘက်ကခွင့်ပြုချက်မရရင်ကျွန်တော်တို့အနေနဲ့လုပ်ပြီးလို့မရဘူးဗျာတဲ့ဟုတ်ပြီအဲ့ဒါဆိုရင်ကဲတိုက်ရိုက်ပဲကျွန်တော်မေးတော့မယ်ဗျာခရိုင်စစ်ဘက်ရေးရဆိုကိုစွမ်းသူမောင်ပြောတာလားဟုတ်ပါတယ်တဲ့ကိုစွမ်းသူမောင်ကိုကျွန်တော်ဆက်တွဲလိုက်တဲ့ကောင်ဟုတ်တယ်ပေါ့ကိုစွမ်းသူမောင်အနေနဲ့လိုက်မဝခိုင်ကိုဖမ်းဆီးထားတာရှိပါတယ်ဆိုပြီးကျွန်တော်ဖြေထားတယ်ဟုတ်ပြီကိုစွမ်းသူမောင်ကြီးအဲ့ဒါဆိုရင်အချိန်တစ်ခုတိုင်းတာလဲကြားနေပြီမဝခိုင်ကိုမိသားစုနဲ့ဖြစ်ဖြစ်တွေ့ခွင့်ပေးပါဆက်တွဲခွင့်ပေးပါဆိုတော့ယနေ့ချိန်ထိဆက်တွဲခွင့်မပေးဘူးအကြောင်းလည်းပြန်မလာဘူးဆက်တွဲခွင့်ပေးဘူးရကျွန်တော်ကိုစွမ်းတူမောင်ကိုမေးတယ်အဲ့ချိန်တော့ဘယ်လိုမေးလိုက်လဲဆိုကိုစွမ်းတူမောင်အကိုတို့အနေနဲ့မဝခိုင်ကိုဖမ်းနေဆိုတာကမဝခိုင်ကဘယ်လိုပြစ်မှုမျိုးကိုကျူးလွန်ထားလို့လဲဘယ်လိုတန်တရားရှိတဲ့လူရည်လို့တတ်မှတ်လို့ဖမ်းတာလဲနောက်တစ်ခုကဒီမိုကရေစီပါဆိုပြီးတော့အချင်းချင်းအောင်းနေတဲ့ဒီအမျိုးသမီးခွင့်ရလူခွင့်ရတော့ရှေ့ရှုပါတယ်ဆိုအဖွဲ့အစည်းကြီးကနေပြီးတော့ဘလို့ပုံမှန်ဥပဒေမျိုးနဲ့အထက်ကလူကြီးတွေညွှန်ကြားချက်နဲ့လားဒါမှမဟုတ်ရင်အကိုတို့ရဲ့ဒီဆုံးဖြတ်ချက်နဲ့ပဲဖန်ဆီးတာလားလို့ကျွန်တော်မေးမြန်းတဲ့အခါမှာအကြောင်းမပြန်တော့ဘူးပေါ့နော်အခုချိန်နေတကယ်လို့ကျွန်တော်မေးတယ်ဆိုတာလည်းတကယ်လို့ဟုတ်ပြီဘလို့ပြစ်မှုမျိုးရှိတယ်ဆိုရင်ဒါကျွန်တော်တို့အနေနဲ့ဒါမိသားစုအနေနဲ့ပြန်လဲခြေပပိုင်ခွင့်ရှိတယ်ဒါတွေကိုကျွန်တော်တို့အနေနဲ့ပြင်ဆင်ရမှာအကြောင်းအရာတစ်ခုခုကြောင့်ဒီချိန်ထိဒီလောက်ကြာနေတယ်ဆိုတာဒါမှဖြစ်တယ်မို့ဖမ်းတော့တာ2လပိုင်း22ရက်နေ့ဒီနေ့3လပိုင်း18ရက်နေ့ထိရှိနေပြီမဝခိုင်ကိုကျွန်တော်တို့ယနေ့ချိန်ထိမိသားစုအဆက်တွေမရတယ်ဒါစဉ်းစားကြည့်ဒီလိုလုံးရက်ဒီကျွန်တော်တို့ပြန်တွေးကြည့်ကြမယ်ဆိုရင်ဒါဘုံတကားလက်ရှိ BNR ရဲ့ဖွဲ့စည်းရ NUG MOD နဲ့အဆင်မပြေတဲ့အခါလက်အောက်မှာမရှိတဲ့အခါဒါဖန်စီပြစ်ခတ်တယ်ဖန်စီပြစ်ခတ်တဲ့နောက်မှာမှဒါဒီဘုံတကားရဲ့ကျူးလွန်ပါတယ်ဆိုတဲ့ပြစ်မှုတွေလိုက်လာတယ်နောက်ဘုံတကားကိုမရလိုက်တဲ့အခါဘုံတကားရဲ့ညီမကိုဖမ်းတယ်ဖမ်းဆီးတဲ့အခါမှာလည်းစဉ်းစားကြည့်နော်ဘုံတကားမှာမောင်နှမ6ယောက်ရှိတဲ့ထဲမှာအိမ်တော်မကြသေးတဲ့မိမပြိုတယောက်ကိုဖမ်းသွားတယ်ဒါဖမ်းဆီးခေါ်ဆောင်စဉ်ကာလကလည်းပြန်တွေးကြည့်ရမှာမဝခိုင်ကအိမ်တော်မကြသေးတဲ့မိမပြိုတယောက်သူ့ရဲ့စက်ချုပ်အတတ်ပညာနဲ့မိသားစုကိုလှုပ်ကြွေနေတယ်ထောက်ကူပြုနေတဲ့မိဘကိုလှုပ်ကြွေနေတဲ့သားသမီးတယောက်ဖမ်းဆီးမယ်ဆိုရင်မိဘကိုအကြောင်းကြားမှာမဟုတ်ဘူးလားမိဘအကြောင်းကြားမှာမဟုတ်ဘူးလားနောက်တစ်ခုကဒါမဝခိုင်အထွက်ပြေးတင်းရှောင်ရင်ဖမ်းဆီးခံတယ်လို့မဟုတ်ဘူးဒီဟာနဲ့စစ်ဆေးစရာရှိလို့ပါဆိုပြီးဟုတ်ပြီအဲ့ဒီချိန်တော့လည်းမပြုခဲ့ဘူးဖမ်းဆီးတဲ့အခါမှာလည်းရဲမေမပါဘူးယနေ့အချိန်အထိလည်းဖမ်းဆီးစဉ်ကာလနဲ့ယနေ့အချိန်အထိလည်းဘာပုံမှဘာဥပဒေကြောင့်ဘသူရဲ့ညွှန်ကြားချက်နဲ့ဖမ်းဆီးရဆိုတာမပြောဘူးဒါတွေကလူခွင့်ကိုချိုးဖောက်နေတာဒါဆိုရင်တော့အရက်ဖက်ဆန်သွားအရက်ဖက်ဆိုရင်တော့ကျွန်တော်ပြောလို့နည်းနည်းရိုင်းသွားတယ်လို့မြန်ဖြစ်နေလားမသိဘူးဒါဘုံတကားကိုမရတဲ့အတွက်သူညင်မကိုတစားကန်းအနေနဲ့ဖမ်းဆီးတာလားကျွန်တော်အနေနဲ့နည်းနည်းရိုင်းသလိုဖြစ်သွားရင်လည်းတောင်းမှန်ပါတယ်ယောက်ျားချင်းဖြစ်တဲ့ကိစ္စယောက်ျားချင်းရှင်းကြပါလို့ပဲကျွန်တော်ပြောချင်တယ်ဒါဒီလူစီအပြစ်မရှိကြောင်းကိုတင်ကြီးကာလုံတာဝန်ယူထားတဲ့ NUG MOD လောက်ကကိုတင်ကြီးအသိဖြစ်လိမ့်မယ်ထူးပြီးစစ်စရာတော့မလိုဘူးခင်ဗျားတို့ပလဲမြို့နယ်ပြည်သူတရားကြီးကတရားသူကြီးပါဆိုတဲ့အမှန်တရားကိုအမှန်တရားဘက်ကဆိုရင်မမမရက်တည်ပြီးထွက်ဆိုရမယ်ပလဲပြည်သူတရားကြီးကကိုပုံသားခေါ်ကိုစားနီမောင်ဒါပုံနကားမောင်နှမ6နဲ့ဆိုရင်မောင်နှမ2ဝန်းခွဲတော်တဲ့ကိုစားနီမောင်မဝါခိုင်အကြောင်းကိုသူတို့ပိုသိပါတယ်ဒါအမှန်တရားတော့ဒီလူကမဟုတ်ဘူးမဖြစ်တယ်မို့ဆိုတာဒါထွက်ဆိုရမယ်အကြောင်းတာဝန်ရှိတယ်ဒါကိုစောထက်တို့ဆိုရင်ပိုသိရမယ်ကိုစောထက်တို့ဆိုရင်လည်းဒါပလဲမြို့နယ်ရဲ့မြို့နယ်ကိုယ်စားလှယ်လောင်းနေပလဲမှာသူတို့ရုံးထိုင်စဉ်ကာလကလည်းဒီမဝါခိုင်တို့မအေးခိုင်တို့ဆိုတာစက်ချုပ်ပညာမိတ်ကပ်ပညာနဲ့ဒီလိုထွက်ပြေးသိမ်းရှောင်စဉ်ကာလကလည်းသူတို့ဒီပြည်သူတွေကပြည်သူတရားအနေနဲ့ဒေါ်လာရေးနဲ့ပတ်သက်ပြီးတော့တစိမ့်တေတာမြအဖွဲ့အစည်းတစ်ခုပဲဖြစ်ဖြစ်ဘယ်ရောက်ရင်စောင်းမြောင်းရေးသားကြလဲရှိတဲ့လူတွေမဟုတ်ဘူးဒီလိုပဲအေးအေးချမ်းချမ်းလောက်ကန်စားတောက်နေတဲ့လူတွေကိုဖမ်းဆီးတာကျွန်တော်အနေနဲ့ရှုံးချပါတယ်ဒါကိုလည်းမိသားစုအနေနဲ့အများဆုံးဆက်တွဲခွင့်ရအောင်ကျွန်တော်တို့အနေနဲ့လုပ်ပေးပါလို့တောင်းဆိုပါတယ်
ဒါရှေ့မှာကျွန်တော်ပြောသလိုပဲဒါ NUG MOD ရဲ့လက်အောက်မှာမရှိဘူးလို့သူတို့တတ်မှတ်ထားတဲ့ BNI ရဲ့ဖွဲ့စည်းပုံတကားကိုဖမ်းတယ်မရတဲ့ခါညမကိုလုပ်တယ်ဒါတွေကိုစဉ်းစားကြည့်နော်ကြံတဲ့ဖွဲ့စည်းတွေလေလက်ရှိပြည်တွင်းပြည်ပကနေပြီးတော့ဝန်ကြီးတွေပါလို့ခံယူထားတဲ့လူကြီးလူကောင်းတွေပါလို့ခံယူထားကြတဲ့ဝန်ကြီးများကိုလည်းကျွန်တော်အနေနဲ့တောင်းဆိုချင်ပါတယ်အထူးသဖြင့်အဖွဲ့အစည်းတွေကဒေါ်စင်မအောင်တို့လို့ပေါ့နော်ဒါနမန်ရေးရမှာလဲဆောင်ရွက်နေတဲ့ဒေါ်စင်မအောင်တို့လိုလူတွေအမျိုးသမီးအခွင့်အရေးလက်ရှိချိုးဖောက်နေပါတယ်ကျွန်တော်အသက်သက်ကာရတွေနဲ့ပြပါမယ်ဒါတွေကိုအများဆုံးအထက်ကနေပြီးတော့အမြန်စီမံကော်ကဲ့ပြီးတော့ဒါမဟုတ်ခိုင်ကောမိသားစုစီပြန်လွတ်ပေးဖို့ရတောင်းဆိုပါတယ်ဒီမိုကရေစီပါဆိုပြီးအချင်းချင်းပြည်တွင်းမှာရောပြည်ပမှာရောလူတို့ကွန်ရက်စာမျက်နှာပေါ်ကနေပြီးတော့အချင်းချင်းအော်ပြီးကမှဒီမိုကရေစီပါဆိုပြီးတော့အမျိုးသမီးခွင့်ရလူခွင့်ရကိုဒီလိုချိုးဖောက်နေတာဟာဒါမလုံးတဲ့နဲ့မဖြစ်တဲ့အရာလို့ကျွန်တော်မြင်ပါတယ်အဲ့ဒီအတွက်မောက်ဝါခိုင်ကိုမိသားစုနဲ့အများဆုံးဆက်တွဲခွင့်ပြုပါအများဆုံးတွေ့ခွင့်ပြုပါမောက်ဝါခိုင်နဲ့မဟုတ်သေးပဲကြံရှိနေတဲ့ရန်နာရဲ့ဖွဲ့စည်းရဲ့ခေါင်းဆောင်တွေရဲ့မိသားစုဝင်တွေကလေးတွေမိဘတွေဒါတွေကိုလည်းအမြန်ပြန်လုပ်ပေးပါလို့ကျွန်တော်လည်းတောင်းဆိုချင်ပါတယ်နောက်တစ်ခုဒါလက်ရှိပေါ့နော်မဆိုင်တဲ့ပစ္စည်းတွေပေါ့နော်ဘလို့မဆိုင်တဲ့ပစ္စည်းတွေကိုသိမ်းတာယူတာတွေလည်းကျွန်တော်အနေနဲ့မလုပ်ပါနဲ့လို့မြစ်တာရက်ခံကြပါတယ်လက်ရှိကျွန်တော်အိမ်ရှိတယ်ပေါ့နော်ရွာမှာဆိုရင်ဒါအဖွဲ့အစည်းနဲ့မဆိုင်တဲ့ပစ္စည်းတွေပါအစယူသွားတယ်ကျွန်တော်ရဲ့မိသားစုသုံးပစ္စည်းတွေမိသားစုအတွက်တုံးဖို့ရတော့ဝယ်ပေးထားတဲ့ပစ္စည်းတွေဒါတွေကမလုပ်တင်ပါဘူးဘာဖြစ်လို့လဲဆိုတော့လက်ရှိဒါ NUG ဖွဲ့စည်းဝင်ကြီးများနဲ့တော့ကွလက်ရှိပလဲမြို့နယ်မှာရှိနေကြတဲ့ဒါခရိုင်စစ်ဘက်ရေးရာရောဘကဖရောနယ်သီးသီးမှာတာဝန်ယူထားကြတဲ့လူတွေပေါ့နော်ဒါကျွန်တော်လည်းပလဲသားတယောက်အနေနဲ့ပြောချင်ပါတယ်ဒါ BNI ရဲ့ဖွဲ့စည်းမှာပါဝင်တဲ့ခေါင်းဆောင်တွေကိုမရလို့ဘုံနဂါကိုမရလို့ဘုံနဂါညမကိုဖမ်းတယ်ခေါင်းဆောင်တွေကိုမရလို့သူတို့ရဲ့မိန်းမတွေကလေးတွေမိဘတွေကိုဖမ်းဆီးတယ်ဆိုတာဒါ